ရှိမတွေအတွက်မရှိမဖြစ်ဖြစ်တဲ့အစွန်းချွတ်စေဒါကတော့ made in Japan ဖြစ်တဲ့အတွက်လုံးဝပြောစရာမလိုတာဂျပန်ရဲ့ပစ္စည်းတွေလုံးဝအရေးသွေးကောင်းနေဆိုတာလူတိုင်းသိမှာပါရှင်250မီလီပါတယ်3ပုံ3နေရာကြတော့ဒါလေးကအဖြူရောင်အဓိကအစွန်းချွတ်စေတာဒါကကြတော့အရောင်တွေပါစွန်းသွားလို့ရှိရင်အဓိကချွတ်စေတာပေါ့နော်အဓိကကကိုစွန်းထားတဲ့အဝတ်တွေကိုဒီဟာလေးနဲ့အရင်ဦးဆုံးစိန်ထားရပါဖြစ်ပါတယ်စိန်ပြီးွားမှဒါစက်ပြာစီစက်ပြမဟုတ်လို့နဲ့ပြန်ပြီးတော့ကိုယ့်ရဲ့အဝတ်တွေကိုပြန်လျှော်လို့ရှိရင်အစွန်းသေးတွေကိုပျောက်ပြီးတော့ကြီးကျွတ်မှာပေါ့နော်ဒီဟာကကြီးကျွတ်တဲ့အရေးအစွန်းကျွတ်အရေးဖြစ်ပါတယ်ရှင်ညီမတို့ကြော်စက်ပြစီဆိုင်ခွဲတိုင်းမှာဝယ်ယူလို့ရပါအကြောင်းသတင်းကောင်းကွာရပါတယ်ရှင်ဒီဟာလေးတွေကိုညီမလေးတို့က3800ကျပ်နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင် KAO brand Japan made ဖြစ်ပါတယ်ရှင်ဒါလေးကတော့ ABC ဆိုင်ခွဲဖြစ်ပါတယ်ဆိုင်ခွဲမှာလည်းလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်မနေ့8ခွဲည6နာရီခွဲဖွင့်ပါတယ်နော်